နေတာပြင်းနေတာဘဝလိုပင်ဘယ်စီတန်းတလွန်ရပါမည်ထေဘယ်စီတန်းတလွန်ရပါမည်ထေတရားမပြောင်းရင်သူကောင်းမဖြစ်ဘူးရဲ့လို့ဆိုရတာလို့ရှိခဲ့တာဒါနေကိုစွန့်ကွာကျိုးသာယုံကံကလုံမကိုဒီဝင်ခဲ့တာဒါနေကိုပြန်အောင်မေးတာအလဲတစ်ခေါက်တော့တို့ပြန်လာခဲ့မှာအလဲတစ်ခေါက်တော့တို့ပြန်လာခဲ့မှာနေတာပြင်းနေတာဘဝလိုပင်ဘယ်စီတန်းတလွန်ရပါမည်ထေဘယ်စီတန်းတလွန်ရပါမည်ထေတရားမပြောင်းရင်သူကောင်းမဖြစ်ဘူးရဲ့လို့ဆိုရတာလို့ရှိခဲ့တာဒါနေကိုစွန့်ကွာကျိုးသာယုံကံကလုံမကိုဒီဝင်ခဲ့တာဒါနေကိုပြန်အောင်မေးတာအလဲတစ်ခေါက်တော့တို့ပြန်လာခဲ့မှာအလဲတစ်ခေါက်တော့တို့ပြန်လာခဲ့မှာတငယ်ချင်းတို့ရေပေါ်များနဲ့ကြတာ